ခုနှစ်လပိုင်းလေတစေကြီးများပွဲတော်ငရဲတကားပွင့်လာပြီးမကျွတ်မလွတ်တဲ့ဝိညာဉ်တွေကအိမ်မက်တွေတဲ့အထိခြောက်လန့်လာခဲ့တယ်အဝတ်နီဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကတိုက်ပေါ်ကနေခုန်ချပြီးကိုတေချောင်းကြံစီသွားခဲ့ပါတယ်ကြိုတင်သတိပေးပေးရစေဒီကားကကလေးကစားစရာလိုအပျော်ကြည့်ရမယ့်ကားမျိုးမဟုတ်ပါဘူးတကယ်ကိုတစေချောက်တဲ့အသေးတုံစရာထိတ်လန့်ချောက်ချားပွဲရုပ်ရှင်ကားကြီးပါဒီဇလန်ကို2003ခုနှစ်ကဟောင်ကောင်ချန်မန်ချွန်မန်မှာဖြစ်ပွားခဲ့တဲ့ဘတ်စကား6ထဲပြုတ်ကျတဲ့ထူးဆန်းတဲ့မတော်တဆမှုနဲ့တင်ကြိုထင်းခောက်ရွာကမြို့ဝက်စန်းကျဲတဲ့အဝတ်နီဝတ်အမျိုးသမီးဆိုတဲ့ဒဏ္ဍာရီကိုအခြေခံပြီးရိုက်ကူးထားတာပါဟောင်ကောင်ချန်မန်ဒီနေရာမှာမြင်မာတဲ့တိုက်တာတွေအစီအရှိပေမဲ့နေအောင်ကြီးတော့တိတ်မရတတ်ပါဘူးဟောင်ကောင်ရဲ့ခရိုင်18ခုထဲမှာဒီနေရာဟာရင်စွမ်းအင်အမအင်အားအများဆုံးအမမောင်ဆုံးနေရာလို့သတ်မှတ်ကြပါတယ်ကဆုံလာပြည့်ကျော်14ရက်တစေပွဲတော်ညမှာတော့ပတ်ဝန်းကျင်တစ်ခုလုံးကကြောက်စရာကောင်းအောင်တိတ်ဆိတ်လို့နေပါတယ်အဲ့ဒီအချိန်မှာသွေးလိုရဲနေတဲ့အဝတ်နီဝတ်စုံကိုဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ဟာလက်ပြလွင့်နေတယ်လို့မျိုးမှောင်မဲနေတဲ့လူသွားလမ်းမှာတယောက်တည်းရှောက်လာခဲ့တဲ့ရုတ်တရက်ဆိုသလိုတခုခုကခိုင်းစေလိုက်တယ်လို့မျိုးသူဟာလက်ရန်ပေါ်ကိုပြင်းမြန်စွာတက်ပြီးတစ်ဆက်ထက်တိုက်ပေါ်ကနေကပြနေတယ်လို့မျိုးထူးဆန်းတဲ့ပုံစံနဲ့ခုန်ချသွားပါတော့တယ်သူဘာကြောင့်ဒီလိုမျိုးကြောက်စရာကောင်းတဲ့နီးလန်းနဲ့အဆုံးစီရင်သွားလဲဆိုတာဘယ်သူမှမသိခဲ့ပါဘူးဒါပေမဲ့ဒါဟာအိမ်မက်ဆိုးရဲ့အစပဲရှိပါသေးတယ်အဲ့ဒီညကစပြီးညတိုင်းအချိန်တိုင်းမှာတစ်ဆက်ထက်တိုက်ကလူတွေဟာတိုက်ပေါ်ကနေအလေးပင်တစ်ခုခုပြုတ်ကျလာတဲ့အတန်နဲ့မျိုးသမီးတစ်ယောက်ရဲ့စူးစူးဝါးဝါအော်တန်ကိုကြားနေရပါတယ်ဒါပေမဲ့ရဲတွေရောက်လာတဲ့အခါမှာတော့အခင်းဖြစ်တဲ့နေရာမှာသွေးတစ်ဆက်တောင်ရှာမတွေ့ခဲ့ပါဘူးဒီသတင်းကတော်မီလိုပြန်သွားပြီးအဲ့ဒီတိုက်ဟာတရေတိုက်ဆိုပြီးနာမည်ကြီးသွားပါတော့တယ်အိမ်တိုင်းဟာဘေးကင်းဖို့အတွက်ညဆိုရင်စက်ကူဖောင်တွေမိရှို့ပြီးဆူတောင်းကြရတယ်တိုက်တစ်ခုလုံးဟာလည်းဂါထာမနန်တွေစက်ကူဖြူစက်ကူနီတွေနဲ့ပြည့်နေပြီးနာရဲအိမ်ကြီးတစ်ခုလိုဖြစ်နေပါတော့တယ်ကဲဒီလိုစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါခြောက်ခြားစရာတွေကိုရင်ဆိုင်ဖို့အဆင်သင့်ပဲလားစုံထောက်ကြီးကူ detective ပြုနဲ့အတူဒီမျောလင်းချက်မဲ့နေတဲ့ဝင်းကားပါတိုက်ကြီးတွေကိုဝင်ကြည့်လိုက်ကြရအောင်စုံထောက်ကူဟာရဲတပ်ဖွဲ့ထဲမှာတန်သွားတန်ရှာလို့လူသိများတဲ့ထူးချွန်တဲ့စုံထောက်တစ်ယောက်ပါအမှုဖော်ထုတ်နိုင်စွမ်းကထိတ်တန်းပဲသူကတက်တဲ့နဲ့ရုပ်တိကိုပဲယုံကြည်ပြီးနာနာဘာဝတရေတစေဆိုတာတွေကိုလုံးဝမယုံကြည်တဲ့သူပါရဲဘော်ရဲဖက်တွေကစုံထောက်ကြီးအားလုံးကဒါတရေချောက်တာလို့ထင်နေကြတာစူလိုင်း14ညမှာအဝတ်နေဝတ်ပြီးခုံချရဲဆိုတာတိတ်နမိတ်မကောင်းဘူးလို့ပြောပေမဲ့ကူကတော့မင်းတို့ကရဲတွေလားတရေဖမ်းတဲ့သူတွေလားတရေငိုတာငါတခါမှမကြားဘူးဒါလူတွေနောက်နေတာပဲဖြစ်ရမယ်ဆိုပြီးပယ်ချခဲ့ပါတယ်ကူဟာတေမာကြောက်နေတဲ့သူ့ရဲဘော်တွေကိုထားခဲ့ပြီးတစ်ဆက်ထက်တိုက်စီကိုတန်းတန်းမတ်မတ်သွားခဲ့ပါတယ်ဓာတ်လေကားတွေကထွက်လိုက်တာနဲ့အမွှေးတိုင်နဲ့မှုန်းနှံတွေရောနှောနေတဲ့အေးစိမ့်စိမ့်လေးကဝေကနေတိုက်ခတ်လာတဲ့မြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့စက်ကူဖောင်တွေနေရန်ပေါ်ကဂါထာစာရွက်တွေနဲ့တစ်ဖြက်ဖြက်ဖြစ်နေတဲ့မီးလုံးတွေကလူတိုင်းရဲ့အာယုံကြောကိုစိန်ခေါ်နေတယ်လို့ပါပဲပိုပြီးထူးဆန်းတာကတကောင်ရန်ချိန်မှာကလေး3ယောက်ကအောက်ထပ်မှာယထာတန်းကစားနေတာကိုသူတို့မြင်လိုက်ရတာပါလက်ထောက်ရဲကသူတို့ကတရေလေးတွေလားလို့ကြောက်ကြောက်လန့်လန့်ပြီးတော့ကူကကလေးတွေညှင်းတဲ့အထိမအိတ်တာမဖြစ်နိုင်ဘူးလားလို့ပြန်ပြောပါတယ်ဒါပေမဲ့ဗီဒီယိုကင်မရာထဲမှာပြန်ကြည့်တဲ့အခါမှာတော့အဲ့ဒီကလေးတွေကိုလုံးဝမတွေ့ရပါဘူးမျက်စိနဲ့မြင်ရပေမဲ့ကင်မရာထဲမှာမပေါ်ဘူးဆိုတဲ့အချက်ကသူတို့ကိုကြောချမ်းသွားစေပါတယ်စုံထောက်ကူကအမှုတိုင်ထားတဲ့အိမ်တကားကိုသွားခောက်ပေမဲ့ဘေးအိမ်ကမျိုးသမီးကထွက်လာပြီးညတိုင်းအဲ့ဒီအရာကြီးခုန်ချတာကိုကျမတို့မြင်နေရတာလို့ပြောပါတယ်ဘယ်နေရာကနေခုန်ချတာလဲလို့မေးတော့ဟိုဘက်ကဝရန်ဒါကနေလို့သူကညွှန်ပြပါတယ်အဲ့ဒီအချိန်မှာပဲဆရာကျွန်တော်တကယ်ပဲအဝတ်နီဝတ်တရေမကိုမြင်လိုက်တာပါလို့အတန်တွေကြားရတယ်လို့အမျိုးသမီးကလည်းဆရာအခန်း1005ကလူမနေတာကြာလာပြီလို့ပြောလာပါတယ်ဒါပေမဲ့1005ကနေအမှုတိုင်းနဲ့ဖုံးဝင်လာခဲ့တာပါအဲ့ဒီနောက်မှာတော့ဟိုမှာအဲ့ဒီအရာကြီးဟိုမှာဆိုပြီးထိတ်လန့်တကြားအော်တန်တွေထွက်ပေါ်လာပါတယ်ရိတ်ခနဲဖြစ်ပြေးသွားတဲ့အရေးကြီးတစ်ခုနောက်ကိုစုံထောက်ကူကစက်တဲ့ထက်အထိအသေးအတန်လိုက်ဖမ်းပါတယ်အကွေးတစ်ခုမှာအဲ့ဒီအရေးနဲ့တိုက်မိသွားပြီးအင်အားကလူတန်ကြီးတစ်ယောက်လိုပဲဒါပေမဲ့ကြည့်လိုက်တဲ့အခါမှာတော့ဘယ်သူမှရှိမနေပါဘူးသူဟာမယုံကြည်နိုင်ပဲ10နှစ်ထက်ကမှောင်မဲနေတဲ့လူသွားလမ်းလေးကိုဝင်သွားပြီးအဲ့ဒီအရာကိုရင်ဆိုင်ဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ခဏကြာမှာတော့သူဟာအကြီးအကျယ်ထိတ်လန့်ပြီးလက်ပြလွှဲမတက်ပြန်ထွက်လာခဲ့ပါတယ်သူဘာမြင်ခဲ့လဲဆိုတာဘယ်သူမှမသိရပေမဲ့သူ့အတန်တွေကတော့တုံ့ရင်နေခဲ့ပါပြီကူကချက်ချင်းပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့3ယောက်ဓာတ်လေကားတွေကိုအပြေးလွှားဝင်ပြီးတစ်ထက်ကိုနှိပ်လိုက်တဲ့ကိန်းကနန်းတွေက198ဆိုပြီးကြာလာတော့မှအသက်ရှူချောင်သွားကြပါတယ်ဒါပေမဲ့တောင်ဆိုတဲ့အတန်နဲ့အတူဓာတ်လေကားပွင့်သွားတဲ့အခါမှာတော့အပြင်မှာမြင်လိုက်ရတာကသွေးလိုရဲနေတဲ့တစ်ဆက်ဆိုတဲ့ကနန်းကြီးပါတစ်ဆက်ထက်ကိုပဲပြန်ရောက်နေတာသူဘလောက်ပဲနှိမ့်တစ်ဆက်ထက်မှာပဲတကားကပြန်ပွင့်နေပါတော့တယ်သူတို့ဟာအချိန်စက်ဝန်းတစ်ခုထဲမှာပိတ်မိနေတဲ့အကျဉ်းသားတွေလိုဖြစ်သွားပါပြီဓာတ်လေကားနေရန်တွေမှာရေခဲတွေရိုက်လာပြီးထွက်လာတဲ့အသက်ရှူတန်တွေကအစအငွေ့တွေထွက်နေတယ်လေဝင်ပေါက်ကနေတိုက်လာတဲ့လေကလည်းတင်းချိုင်းထဲကလေလိုအေးစိမ့်နေတာပဲတနက်နဲ့လက်ထိတ်ကိုပဲယုံကြည်တဲ့ဒီလူတန်ကြီးဟာသူ့ဘဝမှာပထမဆုံးအကြိမ်ကြောက်ရွံ့ခြင်းကိုအကြီးအကျယ်ခံစားလိုက်ရပါတော့တယ်နောက်ဆုံးမှာတော့ဓာတ်လေကားတကားအလိုလိုပွင့်သွားပြီးသူတို့3ယောက်သားအသက်လူပြီးထွက်ပြေးခဲ့ကြရပါတယ်သိပ္ပံနည်းကျရုပ်တိတွေဟာရှင်းပြလို့မရတဲ့နာနာဘာဝတွေရှေ့မှာမှန်တစ်ချက်လိုကျွေးလွင့်သွားခဲ့ပါပြီဒါပေမဲ့အမှုကိုတော့ဆက်စုံစမ်းရအောင်မယ်စုံစမ်းကြည့်လိုက်တော့အဝိနည်းဝဲမျိုးသမီးဟာနီရော့အားနိုင်ဘော်ဖြစ်ပြီးသူ့ရေးစားရှန်ကြည့်ရန်ရှင်းကြရင်နဲ့အတူရှန်ဆွေဖို့ရှင်းရွှေဖုံမှာနေတာပါသူကဘာကြောင့်ဟောင်ကောင်တဝက်စာလောက်ဝေးတဲ့ချမ်မန်ထိလာပြီးခုံချရတာလဲကူကမျိုးသမီးရဲ့အခန်းကိုအတင်းဝင်ရှာတဲ့အခါမှာတော့နိုင်ရန်တစ်ခုလုံးမှာချမ်မန်ကတိုက်ပေါ်ကခုံချတဲ့သတင်းဖြတ်ပိုင်းတွေကတ်ထားတာကိုတွေ့လိုက်ရတယ်ဒါဟာတယောက်ယောက်ကသူ့ကိုခုံချခြင်းစိတ်ပေါက်အောင်စနစ်တကျစီစဉ်ထားတာပဲအဓိကတန်တရားရှိသူကတော့သူ့ရေးစားရှန်ကြည့်ရန်ပါပဲအဲ့ဒီအခန်းထဲမှာလည်းတကားတွေအလိုလိုပိတ်သွားတာထူးဆန်းတဲ့တိုးတိုးတန်တွေကြားရတာတွေကြောင့်သူတို့2ယောက်ထိတ်လန့်တကြားနဲ့ချက်ချင်းပြန်ထွက်လာခဲ့ကြတယ်အဲ့ဒီနောက်ရှန်ကြည့်ရန်ကိုတစ်မျိုးလုံးပတ်ပြီးလိုက်ဖမ်းပါတော့တယ်နောက်ဆုံးမှာတော့လမ်းဟောင်းတစ်ခုမှာသူရေးစားအတွက်စက်ကူဖောင်တွေမိရှို့ပေးနေတဲ့ရှန်ကြည့်ရန်ကိုတွေ့သွားပြီးလိုက်လံဖမ်းဆီးနိုင်ခဲ့ပါတယ်စုံထောက်ကူကမင်းအမခံငွေလိုချင်လို့မင်းမိမကိုတက်လိုက်တာမလားလို့ဆွဆွဲတော့ရှန်ကြည့်ရန်ကကျွန်တော်ဘာမှမသိဘူးကျွန်တော်တို့လမ်းခွဲထားတာတစ်နှစ်တောင်ရှိပြီးသူ့အတော်ဆုံးလို့တွားကြည့်တာကိုတောင်သူကအိမ်ထဲပေးမဝင်ဘူးအဲ့ဒါကိုရုတ်တရက်ကြီးသူကခုံချသွားတာလို့ငိုယိုပြီးပြောပါတယ်ရှစ်ရှန်ကြည့်ရန်ရဲ့ထွက်ဆိုချက်ကမှန်ကန်နေတယ်လို့သူ့တငယ်ချင်းအာဖုန်းကလည်းတက်တေလိုက်ပေးပါတယ်နီရော့အာဟာလမ်းခွဲပြီးကလေးကစိတ်တက်ကြတဲ့ယောဂခံစားနေရတာပါအမှုကလမ်းစာပြောက်တယ်လို့ဖြစ်သွားပြန်ပါတယ်
စုံထောက်ကူတယောက်အမှုကြောင့်ခေါင်းစားနေတော့မှာပဲတင်ကြိုရွာမှာပိုပြီးထူးဆန်းတဲ့အမှုတစ်ခုထပ်ဖြစ်လာပါတယ်။ဝိညာဉ်ရှာဖွေရေးအဖွဲ့တစ်ခုရွာထဲကိုတစ်ဆက်ရောက်ဝင်သွားပေမဲ့ပြန်ထွက်လာတော့9ယောက်ပဲပါလာပါတော့တယ်။လွတ်မြောက်လာသူတွေရဲ့ပြောပြချက်အရအားလုံးဟာလွန်ခဲ့တဲ့တစ်ဆက်နှစ်ကဘတ်စကားမှောက်ခဲ့တဲ့နေရာကိုပဲညွှန်ပြနေကြပါတယ်။အဲ့ဒီနေရာမှာလည်းထူးဆန်းတဲ့အဝိညာဉ်ဝတ်အမျိုးသမီးတစ်ယောက်ပေါ်လာပြန်ပါတယ်။